နှစ်သုံးလေးကနောက်တစ်ဆိုင်တွေ့နေလို့အဲ့ဒါဝါနာပါရင်လဲဒါကြိုက်ရင်လည်းမွေးပေါ့ဗျာဒီကသူက9တစ်လေးလို့ရှိတာဒီက9တစ်လေးလို့ရှိလို့သူက6တစ်ခွ6နှစ်ခွ696လို့ပါတယ်သူ့ရဲ့အရင်ရှိမှာ6တစ်ခွ6နှစ်ခွလို့ဖြစ်လို့9တစ်လေးက1 2 3 4 5 6 9 9မှာထိတ်ခါပိတ်7ထိတ်ခါပိတ်ခွန်လို့ဖြစ်လို့အဲ့ဒီမှာဒီအခွနှစ်ခွ6လုံးကန်ခွ6လုံးကန်ခွ2ခွရဲ့နောက်မှာ1 4 5 1 4 5 1 2 3 4 5 6 9 10 9မှာလူကထိတ်ခါပိတ်7ထိတ်ခါပိတ်ခွန်ဖြစ်လို့ဒီ9 1 4 5ကတင်9လေးလူခုံထွက်တဲ့နောက်မှာဒီတင်9လေးကနေ6ချိန်မြောက်မှာထိတ်ခါပိတ်ခွန်7ထိတ်ခါပိတ်ခွန်36ခွန်က36ခွန်လို့ကြားရမယ်လို့တင်ထားခဲ့တာအဲ့တော့ဒီမှာကဒီထွက်ကွက်မှာအဲ့ဒီဆိုင်နဲ့ပဲတင်ခဲ့တာပဲဒါပေမဲ့နောက်တစ်ဆိုင်တွေ့လို့ဒီမှာ6ကတစ်ခွက်အဲ့တော့6ကဒီမှာတစ်ခွက်အဲ့ဒီနောက်နဲ့မှာ6ကတစ်ခါဆက်ခွက်6 4 6 6 9 6ဆိုတော့တစ်လုံးလဲပါတယ်အဲ့မှာ1 4 5လို့1 2 3 4 5 6 9 9မှာထိတ်ခါပိတ်7ထိတ်ခါပိတ်ခွန်လို့ဖြစ်လို့1 4 5ဒီထွက်နိုင်တယ်ဆိုပြီးအရင်ဖိုင်မှာတင်ထားခဲ့တာအဲ့ဒါလို့တင်လိုက်တဲ့အချိန်မှာသူ့ရဲ့ဒီတင်5လေးကနေပြီးတော့6ချိန်မြောက်မှာထိတ်ခါပိတ်7ဖြစ်တဲ့3 2 4ဒီလဲထွက်ရမယ်လို့တင်ထားခဲ့တာဒါတစ်ဆိုင်ပေါ့ဗျာ3 2 4ကအားကောင်းနေလို့အဲ့ဒါလေးကိုပြန်ပြတာပေါ့ကြိုက်ရင်နှစ်တယ်ရင်တော့မွေးထိုးပေါ့ဗျာဒါကတော့ဒီမှာ9နှစ်လို့ကြာတာဒီမှာ9နှစ်လို့ခွာတာနှစ်ဦးမှာ9နှစ်လို့ခွာလို့4 5 6လို့စီနီယာရိုက်တာ4 5 6လို့စီနီယာရိုက်ပြီးတော့ဒီမှာတခါနှစ်ဦးမှာတခါ9နှစ်လို့ခွာတာ9နှစ်လို့ခွာတာ9နှစ်လို့ခွာတဲ့အောက်မှာဒီမှာဟိုက4ငယ်ဆုံးဒီက3ငယ်ဆုံးဆိုပြီးတော့3 4 5ဆိုပြီးတော့စီနီယာတစ်ခါဆက်ချသွားတာဆက်ချတော့ဒီနှစ်ဦးမှာ9နှစ်လို့ခွာတော့နှစ်3 4လို့9နှစ်ခွာလို့ဒီ9နှစ်ခွာလို့နှစ်3 4လို့လဲဖြစ်ရမှာတစ်ဆိုင်ဒီနှစ်ဒီ3နှစ်4ကလည်းထွက်ရမှာတစ်ဆိုင်အဲ့ဒီတော့ညာရှင်းအောင်ပြမယ်အဲ့ဒီမှာ9နှစ်လို့ဒဲခွာရှိလို့9နှစ်လို့ဒဲခွာရှိလို့သူ့ရဲ့အောက်မှာ4 5 6ဆိုပြီးတော့စီနီယာကြတယ်ဒီမှာ9နှစ်လို့ခွာလို့သူ့ရဲ့အောက်မှာ4တဲ့ငယ်တဲ့3ဆိုပြီးတော့3ကနေစပြီးတော့3 4 5ဆိုပြီးတော့စီနီယာဖြစ်တယ်အဲ့တော့3ပြီးရင်9နှစ်လို့ခွာလို့နှစ်3 4ဆိုတဲ့စီနီယံတစ်ခွကလည်းရှိနေတယ်ဒီ1 4 5ခုံထွက်လို့လည်းဒီ3 2 4ကထွက်ရမှာတစ်ဆိုင်ဆိုတော့2ဆိုင်ဖြစ်နေလို့နည်းနည်းလေးအားကောင်းလို့မှုထပ်တင်ပေးတာပါဒါမိမိတို့နှစ်တက်ရင်တော့မွေးထုတ်ပါပေါ့ဗျာဒါကတော့ထွက်မထွက်ဘူးဆိုတော့မပြောနိုင်ပါဘူးကျွန်တော်ကတော့ဒါဒီဘွဲလည်းစီနီယံကြိုက်ပါတယ်အဲ့တော့နည်းနည်းပါပေါ့100 200ဘူး500ဘူးပေါ့အများကြီးတော့မထိုးပါနဲ့အားလုံးကောင်းကြပါသေးဗျာ